ချစ်ဆိုတာလောက်ပါပါတယ်ဒါပေမဲ့အချစ်ကြောင့်လူတွေဟာပုံမှန်မဟုတ်တဲ့ယူဒန်အောင်နိုင်တဲ့အလုပ်တွေလုပ်ခဲ့ကြတာကိုသမိုင်းမှာပြန်ကြည့်ရင်တွေ့ရပါလိမ့်မယ်အခုခေတ်မှာရေးစားတာရေးတဲ့အခါလိုင်းပေါ်ကနေစားလေးရိုက်ဖို့ရုံပါပဲဒါပေမဲ့လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကတော့ချစ်တဲ့အကြောင်းကိုသက်သေပြဖို့အတွက်တွေ့ရအောင်ဒါမှမဟုတ်ရာဇဝတ်မှုမြောက်လို့နေနေလုပ်ခဲ့ကြတာမျိုးတွေရှိခဲ့ပါတယ်ဒီနေ့ Mystery Box မြန်မာကနေတင်ဆက်ပေးမှာကတော့ချစ်ချင်းမြတ်တာကိုအကြောင်းပြပြီးကိုရောတစ်ဖက်လူကိုပါတောကပေးခဲ့တယ်တမိုင်းလေးကအစမ်းကျဆုံးချစ်ရေးဆိုနေနဲ့ချစ်တဲ့တွေပြနေငါမျိုးပဲဖြစ်ပါတယ်နံပါတ်1ကတော့သွေးနဲ့ရေးတဲ့ရေးစားတာပဲဖြစ်ပါတယ်တကယ်ချင်းတို့အနေနဲ့ရေးစားတာရေးဖို့ရဆိုရင်ဘောပင်ဒါမှမဟုတ်ကီးဘုတ်ကနေတိုင်ပင်ရိုက်ဖို့ရမယ်ထင်ပါတယ်ဒါပေမဲ့18ရာစုနှစ်တုန်းကအင်္ဂလန်နဲ့ဥရောပတိုက်ရဲ့တချို့ဒေသတွေမှာဒီချက်ပို့ပြီးဆဲလို့စားကြကောင်းတဲ့နီလန်ကိုသုံးခဲ့ကြပါတယ်အမျိုးသားလူကအမျိုးသမီးတူကိုတကယ်စိတ်နဲ့ချစ်ကြောင်းသစ္စာရှိကြောင်းပြခြင်းတဲ့အခါသူ့ရဲ့လက်ချောင်းကိုဒါမှမဟုတ်အဲ့နဲ့ဖောက်ပြီးထွက်လာတဲ့သွေးကိုဘောဝင်ဖြစ်သုံးကရေးစားရေးသားပေးပို့ခဲ့ကြပါတယ်ဒါကအရင်တော့မထူးဆန်းပါဘူးဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံက1990ဝန်းကျင်ပွားရဲဒါမျိုးလုပ်ဖူးကြပါတယ်ကိုယ့်ရဲ့သူသားကနေစီးထွက်လာတဲ့သွေးကစစ်မှန်တဲ့မြစ်တာကိုအကောင်းဆုံးဖော်ပြနိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်ပြီးတော့အဲ့ဒီသွေးဟာဂရိသစ္စာချိုးဖောက်ရဲ့ပေးဆက်ရမယ့်အဖြစ်တံကိုကိုစားပြုရလို့လည်းယူဆခဲ့ကြပါတယ်ဒီလိုရေးစားရင်းနှီးဟာရုပ်ရှင်စံတာလောက်ကျမ်းမာရေးရဲ့အနေရှိပါတယ်ပိုးဝင်ရင်သွေးအားနည်းခြင်းတွေဖြစ်နိုင်တယ်လို့ရေးစားကိုရတဲ့အမျိုးသမီးကလည်းစိတ်ပြက်ပြီးညှင်းပယ်ခံရရင်သွေးလက်ကထွက်တာပဲဖြစ်နေပါတယ်ဒါကြောင့်လေဒီနေ့ကအချစ်ကိုဖော်ပြတဲ့ယူသွမှုတစ်ခုဖြစ်သမိုင်းမှာကျန်ရခဲ့တာပါနံပါတ်2ကတော့ချစ်ချင်းအတွက်သပင်ဖြတ်ခြင်းပဲဖြစ်ပါတယ်ဒီတစ်ချက်ကတော့အမျိုးသမီးတွေအတွက်သပင်ဟာဘယ်လောက်ဖိုးတန်တယ်ဆိုတာကိုပြသတဲ့ delay တစ်ခုပဲဖြစ်ပါတယ်သပင်ဟာရှေးရည်ချင်းမှုများစွာမှာအလှပအသက်နဲ့ခွန်အားကိုကိုစားပြုတဲ့အရာတစ်ခုပါရှေးခေတ်တရုတ်ဂျပန်နဲ့အခြားအာရှတိုက်ယဉ်ကျေးမှုတို့ချို့မှာအမျိုးသမီးတို့ကကိုယ်ခင်ပေါ်ဒါမှမဟုတ်ချစ်သူကိုဘဝတစ်ခုလုံးသာသစ္စာရှိကြောင်းပြခြင်းသူ့ရဲ့အရှိဆုံးနဲ့အလှဆုံးသပင်စည်းတွေကိုဖျက်ပြီးပေးပို့ရပါတယ်ကိုယ့်ရဲ့တန်ဖိုးထားဆုံးအရာကိုပေးတာအချစ်ရဲ့အမြင့်ဆုံးအစင်ပဲလို့ယူဆခဲ့ကြတာပါဂျပန်မှာဆိုရင်ဒီလိုဖြစ်ထားတဲ့သပင်ကိုချစ်သူနဲ့နောက်ဘဝတိအတူရှိမယ်ဆိုတဲ့ကတိအနေနဲ့ခင်မွေးရဲ့အုပ်ကူမှာပါထည့်မြုပ်ပေးလေးရှိတဲ့ delay ရှိခဲ့ဥပါတယ်ဒီ delay ဟာတကယ်ရောအမျိုးသားတွေရဲ့မိန်းမကိုထိန်းချုပ်ခြင်းတဲ့စိတ်ကိုဖော်ပြနေရပဲဖြစ်ပါတယ်သပင်ဖြတ်လိုက်ရတဲ့အမျိုးသမီးတို့ဟာပြင်ပကဘာအတွက်အလှပဆိုင်ရာဆွဲဆောင်မှုရကြသွားတယ်လို့ယူဆပြီးခင်မွန်းပေါ်ပုံမီခိုလာစေဖို့အတွက်ဖန်တီးခဲ့တဲ့ delay တစ်ခုလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုချစ်သူကကိုကိုတကယ်ချစ်မချစ်သိချင်တော့သပင်ဖြတ်ပြီးပို့ကိုင်းကြည့်ပါမပို့ပြရင်တော့ဖြတ်လိုက်တာကောင်းပါတယ်ဒါညီကိုတို့ကိုတကယ်မချစ်တာဖြစ်နိုင်ပါတယ်နံပါတ်3ကတော့အချစ်လို့နာမည်ခံထားတဲ့ပြန်ပေးဆွဲခြင်းပဲဖြစ်ပါတယ်ဒီတစ်ချက်ကတော့စကူးရဲ့ romantic ဆန်တဲ့အချစ်ဆန္ဒနေတဲ့ကတော့လုံးဝမဟုတ်ပဲတကယ်ကိုရာဇဝတ်မှုနဲ့နှိစက်တဲ့ delay တစ်ခုဖြစ်ပါတယ်ရှီကင်မော်ရိုကိုဖိလစ်ပိုင်ရဲ့တချို့ဒေသတွေနဲ့ဥရောပရဲ့တချို့စကန်ဒီနေးဗီးယားယဉ်ကျေးမှုတွေမှာအမျိုးသားတို့ကသူချစ်မြတ်နိုးတဲ့အမျိုးသမီးကိုသူရဲကောင်းဆန်ဆန်ပြန်ပေးဆွဲပြီးခေါ်ယူသွားတဲ့ delay ကိုကျင့်သုံးခဲ့ကြပါတယ်တချို့နေရာတွေမှာတော့မိသားစုကိုအသိမပေးဘဲတက်တက်လေးခေါ်ဆောင်သွားလိမ့်ရှိပါတယ်အမျိုးသမီးကမတိုက်ခိုက်ပဲလိုက်ပါလာတာဟာသူလည်းဒီချစ်ကိုလက်ခံတယ်ဆိုတဲ့သဘောဖြစ်တယ်လို့ယူဆခဲ့ကြပါတယ်ဒီလိုမဟုတ်ပဲလက်မခံရင်တော့မှသူ့ကိုခေါ်ဆောင်နိုင်စွမ်းရှိတဲ့တတိရှိသူပဲကြောင့်ပြသတင်တာလို့ဆိုပါတယ်ဒီတလေးဟာသူတို့သားဘက်ကလက်ထက်စိတ်နဲ့အပေးယူရွှေ့ချဖို့အဓိကသုံးပြုခဲ့ကြတာများပါတယ်တကယ်တော့ပြန်ပေးဆွဲခံရတဲ့မျိုးသမီးဟာလူမှုရေးရာဥပဒေအရပါအခြေအနေမဲ့ဖြစ်သွားတယ်ပြီးနောက်ဆုံးမှာအဲ့ဒီလိုကိုလက်ထပ်ဖို့ပဲရွေးချယ်စာရှိရတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်အချစ်ရဲ့နာမည်ခံထားတဲ့အာနာသုံးစပွဲလိုပဲပြောရမှာပါနံပါတ်4ကတော့ဝေးရဲ့လှုပ်ဝက်ချက်ပါတော့ဇွန်ပဲဖြစ်ပါတယ်ဒီတစ်ချက်ကတော့အပေါ်က delay တွေလိုမကြမ်းတမ်းပဲတော်တော်လေးချစ်စရာကောင်းပြီးညံပညာပါတဲ့ delay တစ်ခုဖြစ်ပါတယ်19ရာစုဝေးနိုင်ငံမှာအမျိုးသားတို့ကသူချစ်တဲ့အမျိုးသမီးကိုချစ်ချောင်းသက်သေပြခြင်းတစ်သားဆုံးတစ်ချောင်းကိုကိုယ်တိုင်လက်နဲ့ထွန်းထုတ်ပြီးလက်ဆောင်ပေးရပါတယ်ဇွန်မှာထွန်းထားတဲ့ပုံစံတွေမှာအဓိပ္ပာယ်တွေပါပါတယ်ဥပမာဘောလုံးကွင်းဒါမှမဟုတ်ကွင်းတွေထွန်းထားရင်ကျွန်တော်ခမားကိုအမြဲထောက်ပံ့ပါတယ်ဆိုတဲ့ကတိတောက်ကလောက်ပုံထွန်းထားရင်ကျွန်တော်နှလုံးသားကခမားတော်ပဲဆိုတဲ့အဓိပ္ပာယ်ခေါင်းလောင်းငယ်လေးတွေထွန်းထားရင်ကျွန်တော်တို့အတူတူပျော်ရွှင်စွာနေထိုင်ကြမယ်ဆိုတဲ့အဓိပ္ပာယ်စသဖြင့်ယူဆမျိုးရှိကြပါတယ်ဒီတလေးကချစ်ချင်းမြတ်တာကိုငွေကြေးနဲ့မဟုတ်ပဲကိုယ်ပိုင်နုပညာကျွမ်းကျင်မှုတွေနဲ့ဖော်ပြရတာမို့အဲ့ဒီခေတ်ကအမျိုးသမီးတွေကြားမှာအရင်ရေပန်းစားခဲ့ပါတယ်ဇွန်ဟာအချစ်ရဲ့တင်ကြတစ်ခုဖြစ်ခဲ့ပြီးအမျိုးသားရဲ့ဇွန်မော်ကတင်ကြကိုတွင်းထုတ်နိုင်တာဟာအနာဂတ်မှာမိသားစုကိုထောက်ပံ့နိုင်မဲ့စွမ်းရည်ကိုဖော်ပြရတယ်လို့ယူဆခဲ့ကြပါတယ်နံပါတ်5ကတော့အများပြည်သူရှိမှအချစ်တောင်းခံခြင်းပဲဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ရုပ်ရှင်တွေထဲမှာမြင်ရတတ်ပေမဲ့တကယ်တမ်းကျတော့ရည်စရာကောင်းတဲ့ရှေးခေတ်ဥရောပရဲ့ကလေးတစ်ခုဖြစ်ပါတယ်အလေခေတ်နဲ့18ရာစုဥရောပမှာအမျိုးသားတို့ကအမျိုးသမီးတို့ကိုချစ်ချောင်းပြခြင်းသူမရဲ့အိမ်ပတင်းပေါက်အောက်မှာတညာလုံးမိုးလင်းသချင်းဆိုပြီးဆောင်ဆိုင်ရပါတယ်ဒီလိုမှမဟုတ်ရင်ရပောင်းများသောနေတိုင်းမှာတတိရှိတဲ့ချစ်သူလို့သတ်မှတ်ခဲ့ကြပါတယ်အများပြည်သူရှိမှရှက်ရုံကြီးမရှိပဲကန္နာရီရှိဆောင်ဆိုင်တာဟာအချစ်ကိုတန်ဖိုးထားတဲ့လက္ခဏာပဲလို့ယူဆခဲ့ကြတာပါဒီတလေးကသချင်းဆိုတဲ့သူတွေအတွက်အခွင့်အရေးဖြစ်ပေမဲ့ဘာဆိုဆိုကြီးကြောင်နေတဲ့ညီကိုလိုလူတွေအတွက်ကတော့တစ်သက်လုံးငပြောလုံးဖတ်ရမယ်တလေးပါ sorry
တကယ်တမ်းမှာလည်းတချင်းမဆိုတာပဲမမှန်ပဲသွားဆောင်နေသူတွေကအဆက်ရပြီးလူရဲကြဖြစ်ခဲ့ကြရတယ်ရှိပါတယ်ပိုဆိုးတာကချစ်တဲ့မျိုးသမီးကသူ့ကိုလက်မခံရင်အဲ့ဒီမျိုးသားတွေကဒေါသထွက်ပြီးသူမရဲ့အိမ်တကားကိုရိုက်ချိုးတာဗရင်ပေါက်တွေကိုခဲနဲ့ပေါက်တာလိုမျိုးအကြမ်းဖက်မှုတွေပါဖြစ်ပေါ်ခဲ့လို့နောက်ပိုင်းမှာတော့တချို့မျိုးတော်တွေမှာဒေတလေးကိုပိတ်ပင်ခဲ့ရပါတယ်တကယ်ချင်းတို့ဒီဇလန်တွေကဘာကိုပြနေလဲဆိုတော့အချစ်ဆိုတာအမြဲတမ်းပန်းခင်းလမ်းမဟုတ်ပါဘူးတခါလေမှာရာဇဝတ်မှုတွေဆက်ရုံမှုတွေနဲ့တိစောက်ခဲ့ရတာပါဒါပေမဲ့ဒီလိုယူထအောင်နိုင်တဲ့လောက်ရတဲ့ဟာလူသားတွေရဲ့ကိုချစ်ကိုတတ်သိပြခြင်းနဲ့မူလဆိုင်ရင်ကိုတော့ဖော်ပြနေပါတယ်အခုခေတ်မှာပန်းစည်းပေးုံနဲ့အခြေသက်တွေပြနိုင်တာကျွန်တော်တို့ကံကောင်းတယ်လို့ပဲမှတ်ရမှာပါနောက်တစ်လည်းဒီလိုရေကြာကောင်းပြီးဘူးဒရာရတာတမန်ကြောင်းတွေကိုတင်ဆက်ပေးသွားမှာပေါ့ကျွန်တော်ရဲ့ Mystery Box မြန်မာ channel လေးကိုလည်း like and subscribe လုပ်ထားဖို့မေးကြပါမယ်ခင်ဗျာ။သုံးနေကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ပြန်ဆုံမွေးနေ့ပြပါစေလို့တောင်း